ရှောက်သွားရင်နဲ့ဓမ္မမြေမှာဖြစ်တဲ့ကြောင်းရဲ့ရဲစရာတစ်ချင်းကလေးတစ်ပုဒ်ကိုရေးတယ်ဖုံထူထူလဲလန်းရှောက်မှာထမိန်တူတူထွေးမြဝိကကောင်းပွိုင်းလိုနွားလဲလေးကိုမောင်းနေရွာပြင်းထန်တော်စက်မှာအရှိန်လုံးငါလဲကလေးဆောင်တော့ကျွန်တော်ဟာပြုတ်ကြခဲ့ပါရောကွယ်ရန်ကုန်ကလူကြက်ကြက်မှာတွေ့စီတဲ့ဘတ်စကားကိုကျွန်တော်ပြုံးမကြအောင်စီးတတ်တယ်အညာကကြိုင်ဆောင်လို့ခုံသွားတယ်လဲနောက်ကကျွန်တော်ဟာပြုတ်ကြတာရေတရားပဲရွာပြေကွင်းရဲ့ဆက်မှာသူခေါ်ကနွားကြောင်းသွားတော့ကျွန်တော်ဟာတွေးမြနဲ့တူလိုက်တယ်ရန်ကုန်မှာမွေးတဲ့ကျွန်တော်ကိုအညာမှာမွေးတဲ့နွားကမကြည့်တလို့လို့စိုက်ကြည့်လို့ဝင်ခွေးတဲ့ပညာကိုလဲလို့ကြည့်ကရန်ကုန်မှာလမ်းဖြတ်ကူတလို့ကျွန်တော်ဟာစဉ်းစားဖို့အချိန်မရတဲ့ဖုံထူထူကွင်းကြီးထဲမှာခြေကုံအောင်ပြေးလိုက်ရတာရွာကိုပြန်ရောက်တဲ့ထီအောင်ပဲကွယ်ရန်ကုန်ကလူကြက်ကြက်မှာတွေ့စီတဲ့ဘတ်စကားကိုကျွန်တော်ပြုံးမကြအောင်စီးတတ်တယ်အညာကကြိုင်ဆောင်လို့ခုံသွားတယ်လဲနောက်ကကျွန်တော်ဟာပြုတ်ကြတာ